အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Discovery Cast Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါဗျာဒီနေ့အတွက်တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့ The Godfather Trilogy 3 ကားလေးမှဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ The Godfather Part 2ပဲဖြစ်ပါတယ်ဗျာဒီဇာတ်ကားမှာဆိုရင်တော့ဖြင့်ဖခင်ဖြစ်သူ Vito နဲ့သားဖြစ်သူ Michael တို့ကိုအချိန်စီးကြောင်းနှစ်ခုကိုရှင်တွဲပြသပြီး Vito Corleone ကတစ်ဖက်မှာသူ့ရဲ့အာဏာစက်အပိုင်ရောဘယ်လိုတည်ထောင်ခဲ့လဲဆိုတာနဲ့တစ်ဖက်မှာတော့ Michael ကဒီအာဏာစက်ကိုထိမ့်သိမ်းမှုကြိုးစားနေပဲဘယ်လိုမျိုးကြာရှုံးသွားခဲ့တယ်ဆိုတာကိုအဓိကရှင်တွဲရိုက်ပြထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဗျဇာတ်လမ်းလေးမစခင်မှာဆိုရင်တော့ဖြင့်ကျွန်တော်ရဲ့ channel လေးကိုကြိုက်လို့သဘောကျတယ်ဆိုလို့ရှိရင် like and subscribe လုပ်သွားပေးခဲ့ကြပါဦးဗျလုပ်ပြီးဆိုတော့စလိုက်ကြအောင်ပါဗျာ I've always taken care of you, Chris. Taking care of me? You're my kid brother. I'm your older brother, Stewie, and I was stepped over. It's the way Grandpa wanted it. It ain't the way I wanted it. Sounds like you're having a personal conversation. I'll put in my earbuds. I'm smart. Not like everybody says, like dumb. I'm smart, and I want respect. Funky Cold Medina. I did not care for The Godfather. What? Did not care for The Godfather. No, fine actor. Did not like the movie. What didn't you like about It it? insists upon itself, Lois. What? It insists upon itself. What does that even mean? It takes forever getting in. You spend like 6.5 hours, and then I can't even get through. I can't even finish a movie. ဗီတိုရဲ့နာမည်ရင်းဆိုရင် Vito Adolini ဖြစ်ပြီးသူ့ကို Sicily ဒေသကော်လွယ်မြို့ငယ်လေးမှာမူဖောက်ခဲ့ဖြစ်ပါတယ်1900ခုနှစ်မှာဆိုရင်တော့သူ့ရဲ့ဖေဟာဒေတာတွေကမာဖီးယားခေါင်းဆောင်တို့ကိုစော်ကားခဲ့မိတဲ့အတွက်အသက်ခံခဲ့ရပါတယ်ဗီတိုရဲ့ကိုပါဘလိုဆိုရင်လည်းသူ့ဖေအတွက်ပြန်လည်လက်စားချေဖို့ကြိုးစားတဲ့အတွက်အသက်ခံလိုက်ရပြန်ပါတယ်အဲ့ချိန်တော့ဗီတိုရဲ့အသက်ဟာဆိုရင်9နှစ်ရွယ်ပဲရှိသေးတာဖြစ်ပါတယ်ဒီလိုနဲ့ဗီတိုရဲ့မေဟာအမေတစ်ခုသားတစ်ခုပဲကြံတော့တာဖြစ်တဲ့အတွက်မာဖီးယားခေါင်းဆောင်ကြီးစီကိုတွားပြီးသူ့ရဲ့သားငယ်လေးဗီတိုဟာဘာအနေမှပေးမှာမဟုတ်တဲ့အတွက်အသက်ချမ်းသာပေးစေလိုကြောင်းတောင်းဆိုခဲ့ပါဒါမဲ့ကျူဝင်ခုတ်ကျူမြစ်ပါမကြံဆိုတဲ့စကားအတိုင်းနောက်တစ်ချိန်ရွေရောက်လာရင်ပြန်လက်စားချေဖို့ကြိုးစားလာနိုင်တဲ့အတွက်အခုကနေကလက်စတုံးဖို့ကြိုးစားပါတော့တယ်ဒါနဲ့ဗီတိုအမေကသူ့သားကိုပြေးခမ်းပြီးသူကတော့အဲ့ညမှာပဲတက်ခံလိုက်ရပါတယ်ဒီလိုနဲ့ဗီတိုကဆိုရင်လဲသူ့မိဘရဲ့မိတ်ဆွေမိသားစုအကူအညီနဲ့သူကအမေရိကကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်အသက်9နှစ်ရွယ်မှာပဲဗီတိုကရွှေပေါင်းခြေချသူတယောက်အနေနဲ့ immigration ကိုဖြတ်တဲ့အခါမှာဆိုရင်ဘာသာစကားခက်ခဲကြောင့်မလို့သူ့ရဲ့ last name ကို Corleone မြို့မှာ Vito Adolini အစား Vito Adolini Corleone လို့ထင်သွားတဲ့အတွက် Corleone ဆိုတဲ့ last name ကိုရရှိခဲ့ရလည်းဖြစ်ပါတယ်ဒီလိုနဲ့1958ကိုရောက်တဲ့အခါမှာ Vito ရဲ့မြေးဖြစ်တဲ့ The Godfather 1မှာတော့ Vito မဆုံးခင်မှာစောင့်နေခဲ့တဲ့မြေးဖြစ်သူ Anthony Vito Corleone တက်ကျင်းပပေးတဲ့ First Communion လို့ခေါ်တဲ့ဘာသာရေးပွဲတစ်ခုကိုကျင်းပပေးနေရပဲတွေ့ရမှာပါအဲ့ဒီပွဲမှာအမတ် Pat Gary ကလူတွေရှိမှဒီပွဲကိုတက်ရောက်ရတဲ့အတွက်ဂုဏ်ယူကြောင်းပြောပြီးတော့ Nevada ပြည်နယ်လောင်းကစားလိုင်စင်ကိစ္စအတွက်အခန်းထဲကိုပြန်လည်ဆွေးနွေးဖို့သွားကြတဲ့အခါမှာပုံမှန်ဆိုရင်လိုင်စင်တန်ဖို့ဟာဒေါ်လာ2000သာတန်ပေမဲ့ Michael ကိုတော့ဒေါ်လာ2သိန်းခွဲနဲ့သူပိုင်းတဲ့ဟိုတယ်၄ခုလုံးရဲ့အမြတ်900ခန်းတော့ပေးရမယ်လို့ပြောပြီးသူတို့အီတလီလူမျိုးတွေကြီးပွားလာတော့မမြင်ချင်ဘူးဆိုတဲ့လူမျိုးခွဲခြားတဲ့စကားတွေကိုပါစပြောပါတော့တကယ်လို့လိုင်စင်လိုချင်နေဆိုရင်တော့နှစ်ဖြတ်နေလေမတိုင်ခင်ငွေပေးချေဖို့ပြောပြီးသူ့လည်းနောက်တစ်ခါထပ်မဆက်သွယ်ဖို့ပြောပြီးထွက်သွားဖို့လုပ်မှာပဲ Michael ကသူ့ရဲ့ဖြေကိုအခုပဲပေးလိုက်မယ်ဖြစ်ကြောင်းနဲ့သူကဆိုရင်လိုင်စင်ကြီးကိုလည်းပေးမှာမဟုတ်ပဲအမတ်ကြီးကသူ့အတွက်ပေးရလိမ့်မယ်လို့ပြန်လည်းပြောခဲ့ပါတယ်အမတ်ကြီးကတော့တစ်ချက်ပြုံးပြီးတော့ပဲထွက်လာခဲ့လိုက်ပါတယ်ဒီနေရာမှာဆိုရင် The Godfather 1မှာတော့ပါခဲ့တဲ့လူဝိုင်းကလီမန်စာတီးဥဆောင်ဟာဆိုရင်ရုပ်ရှင်တီးဥဆောင်ကြီးပိုတောင်းဆိုခဲ့ပြီးဇညိုးနဲ့ဒိုင်ယာလော့တွေကိုလည်းသူ့ကိုရေးဝင်တောင်းဆိုတဲ့အတွက်သဘောတူညီမှုမရတဲ့အခါမှာ Frank Pantangelion ဆိုတဲ့ဇာတ်ကောင်ပဲဖန်တီးလိုက်ကြဖြစ်ပါတယ်ကလီမန်စာကိုတော့နှလုံးရောဂါနဲ့တည်သွားတယ်ဆိုပြီးဇညင်းကိုပြင်ရေးလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေရာမှာဆိုရင်ရုပ်ရှင်တွေကနဲ့ဝတ္ထုကအနေငယ်ကွဲလွဲနေရပဲဖြစ်ပါတယ် Michael ဆိုရင်အရန်အလုံးများတဲ့အတွက်သူ့ကိုတွေးဖို့ဆိုရင်စောင့်ဆိုင်ပြီးမှတွေ့ရတာပဲဖြစ်ပါတယ်ဒါအောင်ဆိုရင် Frank ကမချင်တတ်တဲ့ကြောင့် Fredo ကိုပြောပြနေပါတယ်အဲ့ချိန်က Michael ကတော့ Johnny Ola နဲ့တွေ့ဆုံပြီး Johnny ဆိုရင် Mr. Roy ရဲ့ညာလိုက်ရုံဖြစ်ပြီး Michael ဝယ်ဖို့စိတ်ဝင်စားနေတဲ့ကာစီနိုအကြောင်းကိုပြောဖို့ရောက်ရှိလာပဲဖြစ်ပါတယ်ဒီလိုနဲ့ Michael လည်း Johnny Ola နဲ့ကာစီနိုကိစ္စအကြောင်းဆွေးနွေးပြီးတဲ့အခါမှာ Connie ကိုထပ်ပြီးတွေ့ပါတယ် Connie လည်း Michael နဲ့တွေ့ခင်ရသွားပြီးသူ့ရဲ့ကောင်လေးတင်းနဲ့မင်္ဂလာဆောင်မှုအတွက်ပတ်စံလာတောင်းတာဖြစ်ကြောင်းပြောတော့ Michael ကညင်းပြီးတော့တကယ်လို့သူစကားနားထောင်မဲနဲ့ဒီလိုဂိုးတစ်ကာကောင်နဲ့လက်ထပ်လိုက်မယ်ဆိုရင်သူ့ကိုအရင်စိတ်ပြက်စေလိမ့်မယ်လို့ပြောပြီးပဲထွက်သွားလိုက်ပါတယ်ဒီလိုနဲ့ညစာစားပွဲချိန်ရောက်ရှိလာပြီး Fredo ရဲ့မျိုးသမီးနဲ့ Connie ရဲ့ကောင်လေးတော့တွဲကနေပြီးလူမြင်ကွင်းမှာနေမှာအရန်ကိုမြင်မကောင်းတာတွေလုပ်နေတဲ့အတွက် Michael ကသူ့ရဲ့လူတယောက်ကိုဝင်ထိန်ခိုင်းလိုက်ရပါတယ် Michael လည်း Frank နဲ့တွေ့ဆုံခဲ့ပြီး Frank ကကလီမန်စာတိတ်ပြီးတဲ့နောက်မှာနယူးယောက်မှာကြံခဲ့တဲ့ဂိုင်းခွဲတွေကိုသူကစက္ကန့်ခဲ့ပါတယ်ဒါပေမဲ့ပြဿနာအဲ့မှာပဲစတာပါ Hammond Road ရဲ့ချိုးတောင်နောက်ကန်ရှိတဲ့ Rosato Brother တွေက Frank ရဲ့နေမြေတွေကိုလိုက်လူပြီးစော်ကားလာကြပါတယ်ဒါကြောင့် Frank က Nevada ကိုလာပြီးဒီကောင်တွေကိုအပြည့်ရှင်းပေးပါလို့ Michael စီမှာလာခွင့်တောင်းတာပဲဖြစ်ပါတယ်ဒါပေမဲ့ Michael ကလုံးဝခွင့်မပြုလိုက်ပါဘူးဘာလို့လဲဆိုတဲ့အခါကျတော့ Michael အဲ့ချိန်မှာ Hammond Road နဲ့ပေါင်းပြီးကျူဘာမှာတန်းပေါင်းများစွာတန်းတဲ့ Casino Empire တခုတည်ဆောက်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်လို့ပါ Michael Frank ကိုအောက်ကျိုးပြီးငင်းငင်းယူဖို့အတွက်မိတ်ပေးလိုက်တဲ့အခါမှာဆိုရင်တော့ဖြင့် Frank တယောက်
အဖေးဗီတိုသာရှိမယ်ဆိုရင်ငါတို့ဘက်ကရက်တီမှာပဲလို့ဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ပြန်သွားခဲ့ပါတယ်ဒီချင်းအားဆိုရင်ကေဟာလဲသူ့ရဲ့တတိယမြောက်ရင်သွေးကိုလွယ်ထားတဲ့အချိန်ဖြစ်ပြီးမိုက်ကယ်ကကော်လီယွန်ဖမ်မလီကို9နှစ်တွင်တရားဝင်ဖြစ်အောင်လုပ်မယ်လို့ပြောခဲ့တဲ့စကားဟာလည်းလွန်ခဲ့တဲ့9နှစ်ကပြောခဲ့တဲ့အချိန်ဖြစ်နေပါပြီဒီလိုနဲ့ညအို့လို့အိတ်ခမ်းထဲမှာအိတ်ကြမယ်လို့တဲ့အချိန်မှာလောက်ကျန်သူတွေကနေပြီးမိုက်ကယ်ကိုလောက်ကျန်တဲ့အတွက်မိုက်ကယ်ကသူတို့ရဲ့အိတ်ခမ်းထဲမှာသူ့ကိုလောက်ကျန်မှုစူးစမ်းခံရတဲ့အတွက်အယမ်းကိုပဲဒေါသထွက်သွားပါတယ်ဒီလိုနဲ့လောက်ကျန်သူကိုလိုက်ရှာကြတဲ့အခါမှာတော့အလောင်းပဲတွေးလိုက်ကြရပါတော့တယ်လောက်ကျန်မှုဖြစ်ပြီးချင်းခြံထဲမှာရုံးရင်းဆန်ကပ်ဖြစ်နေတော့မိုက်ကယ်ကတွမ်ဟေဂန်ကိုသူ့တက်ခန့်နဲ့ခေါ်သွားပြီးသူမရှိကမိသားစုအာဏာအလုံးကိုလွှဲထားခဲ့လိုက်ပါတယ်ဒီလိုနဲ့1918ခုနှစ်ကိုပြန်လဲပြသထားပြီးရောဘတ်ဒီနေရိုတရုပ်ဆောင်ထားတဲ့ငယ်ရွယ်တဲ့ဗီဒီယိုတွေ့ရမှာဖြစ်ပါတယ်သူကဆိုရင်မိမလည်းရပြီးတော့အသားကြီးဆုံးဆိုနေလည်းမွေးဖားပြီးနေပြီပဲဖြစ်ပါတယ်ဗီဒီယိုလည်းသူ့ရဲ့တငယ်ချင်းဂျန်ကိုနဲ့ပြဇက်တစ်ခုကိုတွားကြည့်ပါတယ်အဲ့ပြဇက်မှာဆိုရင်တော့ဖြင့်ဂျန်ကိုကြိုက်နေတဲ့ကောင်မလေးလည်းပါပါတယ်ဒါကြောင့်ဂျန်ကိုကသူ့ရဲ့ကောင်မလေးမလာဘူးလားလို့မေးတဲ့အခါမှာဗီဒီယိုကမင်းတော့ကတော့လှပါတယ်အတော့မှာတော့ငါမိမနဲ့ငါကလေးပဲရှိတယ်လို့သူကပြန်ပြောခဲ့ပါတယ် Vedo, te ne parlo oggi di me. È bella. È veramente bella, sì. Bella? Ma per te è bella, per me è Gesù, mia moglie e a me figlia. ဒီလိုနဲ့ပြဇက်ရုံနောက်ကောင်မလေးကိုစကားသွားပြောဖို့အလုံးမှာဒေသခံလူမကြီးဒွန်ဖနူချီကပြဇက်ပိုင်ရှင်စီကနေပြီးဆက်ကြေးတောင်းပြီးလူတွေကိုနှိပ်စက်နေတော့ဗီဒီယိုကပထမဆုံးချိန်မြောင်အားထင်ထင်တွေ့လိုက်ရပါတော့တယ်ဗီဒီယိုကဝင်ပါဖို့လုပ်တဲ့အခါမှာတော့ဂျန်ကိုကကြောက်လန့်နေကြနဲ့တားလိုက်ပြီးဖနူချီရဲ့အကြောင်းရှင်းပြပါတယ်ပြီးတော့ဒီဂျန်ကိုဆိုတဲ့လူဟာနောက်တစ်ချိန်မှာဗီဒီယိုကော်လင်းရပထမဆုံးသောမိသားစုအကြံပေးဖြစ်လာတဲ့သူပဲဖြစ်ပါတယ်ဗီဒီယိုကတော့အီတလီလူမျိုးချင်းနဲ့နှိပ်စက်နေတဲ့ဒွန်ဖနူချီကိုစပြီးစိတ်ထဲကနေတမျိုးထင်လာပါတော့တယ်ဗီဒီယိုကလည်းသူ့ရဲ့မိန်းမကမယ်လာနဲ့တူတရက်ညသာစာတော့ပင်းရလူကနေပြီးအထုပ်ထုပ်ကိုခဏသိမ်းခိုင်းထားလိုက်ပါတယ်နောက်တစ်ပတ်ပြန်လာပြီမယ်လို့ပြောပြီးတော့ထားသွားခဲ့ပါတယ်ဗီဒီယိုကလည်းအဲ့ထုပ်ကိုဖြည့်ကြည့်လိုက်တဲ့အခါမှာတော့တနက်တွေဖြစ်နေတယ်ဆိုတော့တွေ့ရပါတယ်ဗီဒီယိုလည်းပုံမှန်အတိုင်းလုံးစင်းနေတော့သူလုံးနေတဲ့ပေါင်မှုဆိုင်ကိုဒိုဖနူချီကရောက်လာပြီးသူ့ရဲ့တူကိုဒီဆိုင်မှာလှုပ်ပေးခိုင်းပါတယ်အဲ့ခါကျတော့ဆိုင်ရှင်လည်းမတက်တာတော့ပဲဗီဒီယိုကိုလှုပ်ဖြုတ်ခဲ့လိုက်ပါတော့ဗီဒီယိုကတော့သူအခုထိသူဒီကိုစရောက်ကနေကကုညီခဲ့တာမှမေ့ပါဘူးလို့ပြောပြီးပဲထွက်သွားပါတယ်အဲ့လိုလုံးမရှိတော့ပဲလမ်းလျှောက်ပြန်လာနေတော့ဟိုတနေ့ကအထုံလန်းပေးတဲ့သူရောက်လာပြီးသူ့နာမည်ကကလီမန်သာဖြစ်ကြောင်းနဲ့အထုပ်ကိုတင်ထားပေးတဲ့အတွက်ကျေးဇူးတင်နေနဲ့သူ့မိတ်ဆွေအိမ်ကကော်စောကိုပြန်လက်ဆောင်ပေးမယ်ပြောပြီးခေါ်သွားခဲ့ပါတယ်ဒီလိုနဲ့တထေးကြီးအိမ်တိန်ရှေ့ကိုရောက်လာပြီးတော့ကလောက်ကိုပူးမွေလင်းလင်းကြီးတော့တူးပြီးဖောက်ဝင်လိုက်ပါတယ်ဗီဒီယိုတယောက်ကြောင်ရိုင်းနဲ့ကြည့်နေတော့ကလီမန်သာအိမ်နဲ့တန်မိုးကြီးကော်စောကြီးကိုလိပ်ပြီးခိုးယူခဲ့ပါတယ်ဒီကြားထဲမှာပလိတ်တယောက်ကဖြတ်သွားလို့တက်ယူရမ်းတက်ထိတ်လန့်ခဲ့ရပါသေးရေကအိမ်ထဲမှာလုံးမရှိယူထင်လို့သာသူတို့လွတ်မြောက်သွားခဲ့ကြဒီလိုနဲ့မိုက်ကယ်ဘက်ကိုပြန်လဲလာပြီးမိုက်ကယ်ကမိုင်ယာမီကိုသူ့ရဲ့ body ကနဲ့2ယောက်တည်းမစ္စတာရောနဲ့တွားတွေ့ခဲ့ပါတယ်အပြီးတဲ့ခါမှာဆိုရင်တော့နယူးယောက်ဆက်လက်ထွက်ခွာလာပြီးတော့အရင်ကသူတို့မိသားစုပိုင်ဆိုင်ခဲ့တဲ့နယူးယောက်ကအိမ်ဟောင်းဒီမှာ friend ကိုတွားအောင်တွေ့ဆုံခဲ့ပါတယ်ပြီးတော့မိုက်ကယ်နေပြီးတော့ပဲ friend ကိုသူ့ကိုတက်ခိုင်းတာ Hyman Road ဖြစ်တယ်ဆိုတာသူတီချောင်းနဲ့ဒါပေမဲ့အခုချိန်မှာဆိုရင်သူ့ရဲ့ view ကအောင်မြင်ဖို့အတွက် Road ကလုံးဝရိပ်မိလို့မရဘူးဆိုတဲ့အကြောင်းနဲ့သူကနေပြီး Rosado brother တွေစီမှာတွားပြီးအောက်ကျခံငိမ့်ငိမ့်တွားယူလိုက်ပါလို့အမိန်ပေးလိုက်ပါတယ် Freddy ညဘက်အိတ်နေတဲ့ချိန်မှာ Johnny Ola စီကဖုန်းလာပြီးအကူကြီးတောင်းစရာရှိတယ်လို့ပြောပါတယ် Freddy က Johnny Ola တို့ကသူ့ကိုလိန်နေပြောပြီးဖုန်းချလိုက်ပါတယ် Friend ကလည်းနောက်ရက် Rosado brother တွေနဲ့တွားအောင်တွေ့ပြီးညှိနှိုင်းတဲ့အခါမှာဆိုတော့ Rosado brother တွေကနေပြီး Friend ကိုတခါတည်းဆုံးစီရင်မှုစူးစမ်းကြပါတော့တယ်အဲ့လိုဆုံးစီရင်မှုစူးစမ်းတဲ့အခါမှာဆိုရင်လည်း Michael Corleone ကနေပြီးနှုတ်ဆက်လိုက်ပါတယ်ပြောပြီး Friend ကို Michael ပေါ်ထင်လွှဲအောင်တမင်တက်နာမည်ဖြတ်ပြီးတွေးခွဲပြီးလုံးချံမှုစူးစမ်းပါတယ်အဲ့ချိန်မှာလန်ကင်းလဲနေတဲ့ plate တယောက်ကဘားတွေကိုမတော်တဆလမ်းကြုံဝင်လာခဲ့လိုက်ပါတယ်လူမိုက်တွေနဲ့ plate တွေပြန်လည်ပစ်ခတ်ပြီးတော့ Friend ကိုတက်ဖို့စူးစမ်းတဲ့သူတွေအားလုံးကလည်းလန့်ဖြတ်ပြီးထွက်ပြေးကုန်ကြပါတယ်ဒါကြောင့်မို့ Friend ကတော့ကန်ကောင်းပြီးမတည်သွားခဲ့ပါဘူးသူကတော့ဒီမတော်တဆတိတိလေးကြောင့်မလို့တီတီလေးအသက်ရှင်ကြံသွားတယ်နောက်တစ်ခါမှဆိုရင်တော့ Senator Pat Gary က Fredo ပိုင်တဲ့ပြည်တစားရုံမှာတတိလစ်ပြီးနိုးလာတဲ့အခါမှာဆိုရင်တော့သူ့လက်ထဲမှာသွေးတွေပေချန်နေတာကိုတွေ့ရပါတယ်ဂရိပေါ်မှာကောင်မလေးတယောက်ကလည်းရဲရဲဆက်ဆက်တက်ပြတ်ခံထားတဲ့ပုံစံနဲ့တိတ်ဆုံးနေအောင်လည်းတွေ့လိုက်ရပါတယ်အမက်ကြီးကတော့သူကိုယ်တိုင်မှားတတ်မိတဲ့အောင်းမေပြီးတော့ကြောက်လန့်နေကြောင်ငိုနေတဲ့အချိန်မှာတုံကအခန်းထဲကိုအေးဆေးဝင်လာခဲ့လိုက်ပါတယ်တုံကဒီလောင်းကိုငါတို့ဖျောက်ပေးလိုက်မယ်မင်းရဲ့တိတ်ခါကိုလည်းစောင့်ရှောက်ပေးမယ်လို့ပြောပြီးအမက်ကြီးကိုကယ်တင်လိုက်ပါတယ်ဒါပေမဲ့လက်ကားတော့ပဲဟုတ်ပါမလဲဗျာဒီဖြစ်ပြကြောင်လို့အမက်ကြီးကတော့မိုက်ကယ်ရဲ့လက်ကင်တော့လွတ်တော့အမက်ပိုးအောင်လုံးဝတက်ဆင်းသွားလိုက်ရပါတယ်နောက်တစ်ခါမှဆိုရင်တော့ဖြစ်မိုက်ကယ်ကကျူဘောမစ္စတာရော့နဲ့တွေ့ဆုံမှုသွားပြီးမစ္စတာရော့ရဲ့မွေးနေ့ပုံအကြောင်းပြပြီး American စီးပွားရေးလုပ်ငန်းရှင်တွေကျူဘာဆိုတဲ့အရာရှိတွေနဲ့မာဖီးယားတွေအားလုံးကစုပေါင်းပြီးတော့ကျူဘာနိုင်ငံမျိုးပုံမွေးနေ့ကိတ်တစ်ခုလိုခုတ်ထစ်ပြီးတော့ဘသူကဘဲကာစီနိုယူမယ်ဆိုပြီးနာမည်ခေါ်ရနေခဲ့ကြပဲဖြစ်ပါတယ်မိုက်ကယ်ကတော့ဒေါ်လာ2တန်းယင်းနှိမ့်နှုံမှုလာတာဖြစ်ပေမဲ့အပြင်မှာဖြစ်နေတဲ့ကျူဘာဒေါ်လာအခြေအနေကိုစောင့်ကြည့်ပြီးပတ်စံလွှဲဖို့အချိန်ဆွဲနေခဲ့ပါတယ်မိုက်ကယ်ကျူဘာဆိုရစစ်တပ်ကပတ်စံရလို့တိုက်တာတော်လိုင်းသမားတွေယုံကြည်ချက်တော့တိုက်တာဒါကြောင့်တော်လိုင်းသမားတွေကနိုင်လိမ့်မယ်လို့သုံးသပ်ပြီးပတ်စံမပေးသေးတဲ့အတွက်ရော့နဲ့မိုက်ကယ်ကြားအခြေအနေကပုံမတင်းမာလာခဲ့လိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ခါမှာဖရီဒိုကကျူဘာကိုပတ်စံတဲလာပြီးမိုက်ကယ်ကိုဟာဗာနာမှာသူတီးတဲ့လူတွေရှိလားလို့မေးတော့မိုက်ကယ်ကဟိုင်မန်ရော့တို့ဂျွန်နီအိုလာတို့ကိုတီးလားလို့မေးတဲ့အခါမှာသူကတစ်ခါမှမတွေ့ဘူးလို့ပြန်ပြောလိုက်ပါတယ်ဒါပြီးတော့မိုက်ကယ်ကမစ္စတာရော့နဲ့တွားတွေ့ပြီးဂရိဘော်မှာဖျားနေတဲ့ရော့ကိုစိန်ခေါ်ရတဲ့ friend ကိုတတ်တာဘသူမေးပြရလဲလို့မေးလိုက်ပါတယ်အဲ့ကမှာအေးစိနေတတ်တဲ့ရော့က
ဒီတစ်ခါမှဒေါသထွက်သွားပြီးပထမဇာကမှာတော့မိုက်ကယ်မျက်လုံးကိုတနက်နဲ့ပြစ်တက်ခိုင်းခဲ့တဲ့မိုးဂရင်းအကြောင်းကိုပါထည့်ပြောလာပါတော့တယ်မိုးဂရင်းသူ့ရဲ့တငယ်ချင်းဖြစ်ပြီးတော့ Vegas မြို့ကိုစတင်တည်ထောင်ခဲ့တဲ့သူပြီးကြောင်းနဲ့မိုက်ကယ်ကမိုးကိုတတ်ခဲ့တော့လေသူဟာဒါငါတို့ရွေးချယ်ထားတဲ့စီးပွားရေးလောကရဲ့သဘာဝပဲဆိုပြီးဘာမှမပြောဘဲမျိုးသိမ့်နေခဲ့ပါတယ်ဒါကြောင့် friend အကြောင်းကိုလည်းဆက်မပြောဘူးပြောလိုက်ပါတယ်ဒီလိုနဲ့ညရောက်တော့အမတ်ကြီးပက်ကယ်ရီတို့ရောက်လာပြီး Trophy ပဲတစ်ခုသွားကြည့်တဲ့အခါမှာတော့ Fredo ကမှားပြီးသူကလူတွေရှိမှဒီနေရာကိုငါ့ကို Johnny Ola တမန်သုံးခေါ်လာဘူးလားအဲ့လိုကြွားလုံးထုတ်လိုက်ပါတယ်ဒီချိန်မှာတော့ Michael ရဲ့မျက်နှာကြီးတစ်ချက်တီးသွားပြီးတော့ဇောရတယ်မဲ့ Johnny Ola ကိုမသိပါဘူးလို့လိန်ထားတဲ့အကိုဖြစ်သူ Fredo ဟာရာသူနဲ့ပူးပေါင်းပြီးမိသားစုသစ်ဆက်ဖောက်တဲ့သူက Fredo ဖြစ်မဲ့ Michael ကတိသွားပါတော့တယ် Michael ရဲ့ bodyguard ကတော့ Johnny Ola ကိုအဲ့ချိန်မှာပဲတတ်ပစ်လိုက်ပါပြီဒါပြီးတဲ့အခါမှာ Row ကိုဆက်လက်လုံးချက်မှုစူးစမ်းတဲ့အခါမှာတော့ Michael တက်တော်ဆောင်က Hyman Row ကိုတတ်ဖို့လက်တကန်းလိုတီရောက်လိုက်ပေမဲ့မမျှော်လင့်မဲ့ Cuba Split တဲ့အခန်းထဲဝင်လာကြောင်းလုံးချက်မှုကပျက်စီးသွားခဲ့ပါတယ် Michael ရဲ့ blade တွေရောက်လာတာကြောင့် Fredo သူ့လေယာဉ်နဲ့တနအီတွင်းမှာထွက်မယ်ဖြစ်ကြောင်းနဲ့မိသားစုတွေရဲ့တစ်ဆက်ဖောက်ကလည်း Fredo ဆိုတာတီကြောင်းပြောပြလိုက်ပါတယ် I know it was you, Fredo. You broke my heart. You broke my heart. Michael Fredo သူ့ရဲ့ကိုဖြစ်တဲ့အတွက်သူနဲ့လိုက်ခဲ့ဖို့ပြောပေမဲ့ Fredo ကတော့ကြောက်ပြီးထွက်ပြေးသွားပါတယ် Michael အိမ်ပြန်ရောက်ချင်းတွမ်ကိုပထမဆုံးမေးတာ Fredo ပဲမလဲဆိုတာနဲ့တွမ်က Fredo တယောက်ကြောက်လို့နယူးယောက်မှာပုံနေတယ်လို့ပြောတဲ့အခါမှာ Michael က Fredo သူ့ကိုရာရာအဆင်ပြေကြောင်းနဲ့ဒါတွေအားလုံးကို Raw ကြံသိပြီး Fredo က Michael ကိုလှုပ်ကြံခံရမယ်ဆိုတာကိုမသိဘူးဆိုတာကိုသူတီကြောင်းကိုပြောလိုက်ပါတယ်ဒါပေမဲ့သတင်းစိုးတစ်ခုက Michael ကိုထပ်မံပြီးစောင့်ကြိုနေခဲ့ပါသေးတယ်တနည်းဖြစ်သူ K တယောက်ကတားလေးကိုကိုဝင်ပြက်ကျသွားတယ်ဆိုတဲ့သတင်းစိုးပါထပ်ကြားလိုက်ရပါသေးတယ်သူ့ရဲ့သားဆုံးရှုံးလိုက်ရတယ်ဆိုတော့သူ့ရဲ့အခါမှာသူ့ရဲ့ဘဝရည်ရွယ်ချက်အားလုံးကပျက်စီးသွားသလိုခံစားလိုက်ရပါတယ်ဒီလိုနဲ့ကင်မရာရဲ့ဗီဒီယိုဘက်ကိုပြန်လည်ရောက်ရှိသွားပြီးဗီဒီယိုအားဆိုရင်သူ့ရဲ့သား Fredo ကိုမွေးပြီးခါစားချိန်ပဲဖြစ်ပါတယ် Fredo အားဆိုရင်မွေးကနေပြင်းထန်တဲ့အဆုတ်ယောဂါကိုခံစားခဲ့ရပဲဖြစ်ပါတယ်ဒီယောဂါကြောင့်ပဲ Fredo ကကြီးလာတဲ့အခါမှာသူ့ရဲ့အကိုဆိုနေနဲ့ညီဖြစ်သူ Michael တို့လိုထက်မြက်မလာတော့ပဲညံနေပြီးစိတ်ပြောညံ့တဲ့သူတယောက်လိုဖြစ်သွားခဲ့ရတာပါလုံနဲ့ဗီဒီယိုကတရက်ကားမောင်းလာနေတော့လူမိုက်ကြီးဒွန်ဖနူချီကသူကားပေါ်တက်လာပြီးစက်ကြီးပေးဖို့တောင်းပါတယ်ဗီတိုတို့တငယ်ချင်းတက်တာပစ္စည်းတွေခိုးထုတ်နေတယ်ဆိုတာကိုလည်းသူကသိပါတယ်ဒါကြောင့်မလို့သူ့ကိုဒေါ်လာ600ပေးရမယ်လို့ပြောပါတယ်ဖနူချီကဒေါ်လာ600တောင်းတဲ့ကိစ္စအတွက်ဗီတိုရဲ့ကလီမန်ဇာရဲ့တက်စီယိုတို့3ယောက်ကထမင်းစပွဲမှာရေးကြီးဆွေးနွေးကြရပါတယ်အဲ့ခါမှာတက်စီယိုနဲ့ကလီမန်ဇာတို့ကတော့ဖနူချီကိုကြောက်ပြီးပတ်စံကိုအပြည့်အဝပေးအောင်လို့ပြောပေမဲ့ဗီတိုကတော့ဒေါ်လာ600မပေးနိုင်မယ်ဒေါ်လာ100ပဲပေးမယ်လို့ပြောတဲ့အတွက်ကလီမန်ဇာတို့ကနေပြီးတားတဲ့အခါမှာဆိုတော့ဗီတိုကသူ့ရဲ့နာမည်ကြီးစကားတစ်ခုကိုထပ်မံပြောလိုက်ပါတော့တယ် I'm making an offer you don't refuse. ဒီလိုနဲ့ပထမဆုံးအနေနဲ့ဗီတိုလဲကိုဝီဆိုင်မှာဖနူချီနဲ့တယောက်ချင်းသွားတွေ့ပြီးဒေါ်လာ600စာဒေါ်လာ100ပဲအရင်ဆုံးပေးလိုက်ပါတယ်လောလောဆယ်ငွေပြတ်နေလို့ပါဆိုပြီးလိန်ပြောတဲ့ခါမှာဆိုရင်တော့ဖြင့်ဖနူချီကဗီတိုရဲ့တက်တီကိုသဘောကျသွားတဲ့အတွက်ဒေါ်လာမထွက်တော့ပဲဒေါ်လာ100ပဲယူလိုက်ပါတယ်အဲ့ဒါပြီးတော့မြို့ထဲမှာပွဲတော်ကျင်းပပြီးစူညံတန်နေနဲ့ရှုပ်ထွေးနေချိန်မှာဆိုရင်ဗီတိုကခေါင်မိုးပေါ်နေပြီးဖနူချီရဲ့အိမ်ထိတိတ်တိတ်ဆိတ်ချီရကန်လိုက်သွားခဲ့ပါတယ်ဖနူချီအိမ်ထဲဝင်တကားဝမှာဆိုရင်ဗီတိုကအဝတ်ပတ်ထားတဲ့တနက်နဲ့ဖနူချီကို3ချက်တီးပြီးအတိတ်တက်ပစ်လိုက်ပါတော့တယ်ဒီလိုနဲ့ကင်မရာကြီးကမိုက်ကယ်ဘက်ကိုပြန်အောင်လာပြန်ပြီးတော့ဒီတစ်ခါမှဆိုရင်တော့ဖြင့်ဖရန်ကီရဲ့လူရောစီစီကကော်လီယန်မီသားစုပဲသူကလူသက်ဖူးချောင်းနဲ့ခေါင်းဆောင်ကမိုက်ကယ်ကော်လီယန်မှာဆိုပြီးရှောက်လဲချက်ပေးနေပါတော့တယ်မိုက်ကယ်အမြဲတမ်းသွေးပြတတ်နေတဲ့ပေမဲ့သူ့စိတ်ထဲမှာတော့ဇနီးဖြစ်သူအကိုဖြစ်သူတွေနဲ့ဝေးကွာသွားမှလုံနှင်းကြောက်နေခဲ့တာပါမိုက်ကယ်ကသူ့မိစီကိုသွားတွေ့ပြီးတော့သူ့ရဲ့အဖေကဆိုရင်မိသားစုအတွက်တန်မာအောင်နေခဲ့ရပဲဒါမဲ့မိသားစုအတွက်တန်မာအောင်စူးစမ်းရင်းနဲ့ပဲမိသားစုကိုဆုံးရှုံးသွားတာမျိုးမရှိဘူးလားလို့မေးပါတယ်မိဖြစ်သူကတော့မိသားစုကဘယ်တော့မှမဆုံးရှုံးသွားပါဘူးလို့အားပေးခဲ့ပါတယ်မိုက်ကယ်ကတော့ခစ်တွေပြောင်းလဲသွားပြီမေးလို့ပဲဝမ်းထဲစွာပြောရင်းနဲ့ပဲဗီဒီယိုပေါ်ဆက်လက်ပြသပါတယ်ဗီဒီယိုကသူ့ရဲ့နာမည်ကျော် Janko Olive Wine Company ကိုလည်းတည်ထောင်လိုက်ပြီးတော့ရက်ကွက်တွေကစင်ရသားတွေကိုကူညီစပေးနေပြီဖြစ်ပါတယ်အိမ်လာကမပေးနိုင်လို့အိမ်ရှင်ကနေထုတ်ခံရတဲ့ဘွားတော်ဗီဒီယိုကဂျားဝင်စိတ်ဆက်ပေးပြီးကူညီခဲ့ပါသေးတယ်ဒါကိုကြည်ချင်းရပြီဗီဒီယိုကအာနာကိုမကောင်းတဲ့နေရာမှာမသုံးပဲလူတွေရဲ့ချစ်ခင်လေးစားမှုရောက်တဲ့နေရာမှာသာသုံးနေတယ်ဆိုတာကိုမြင်တွေ့ရပါတယ်တဖန်သားဖြစ်သူမိုက်ကယ်ဘက်ကိုပြန်လဲပြသပြီးတော့မိုက်ကယ်ကဆိုရင်တော့ဖြင့်တရားရုံးမှာစစ်ဆေးခံနေရတာကိုတွေ့ရမှာပါအဲ့ခါကျတော့မိုက်ကယ်ကနေပြီး front ကမတည်သေးပဲမိုက်ကယ်ကသူ့ကိုလုံးချန်တက်ဖြတ်ဖို့ကြိုးစားတယ်လို့ထင်လွဲထားတဲ့အတွက်ရဲတွေစီမှာပွားရောက်ပြီးဖော်ကောင်လုပ်နေတယ်ဆိုတာကိုသူကသိလိုက်ပါတယ်မိုက်ကယ်လည်း Fredo စီမှာ front ကိစ္စနဲ့ပတ်သက်ပြီးထူးခြားပါတီသေးလဲလို့သွားအောင်မေးပါတယ်ဒီလိုနဲ့သူတို့စကားကြီးဆက်ပြောကြပြီး Fredo အဲ့ခါကျမှငိုငိုပြီးရင်ဖွင့်ပါတော့တယ် Mr. Roro ကသူ့ကိုဘယ်သူမှမတက်ဘူးလို့ခရီးပေးခဲ့လို့ယုံခဲ့မိတာဖြစ်ကြောင်းနဲ့သူကမိုက်ကယ်ရဲ့ရိတ်ရောက်မှာပဲအမြဲတမ်းနေခဲ့ရပြီးမိသားစုတွေမှာအရာမသွင်းခံခဲ့ရတဲ့စီးပွားရေးတစ်ခုကိုကိုယ်တိုင်ဥဆောင်ပြီးနာမည်ကြီးရင်လို့လုံးမိခဲ့တာဖြစ်ကြောင်းလည်းဝန်ခံခဲ့ပါတယ်ပြီးတော့သူကအကြီးဖြစ်တဲ့အတွက်မိုက်ကယ်စီလေးသားမှုလိုချင်ခဲ့လို့လုပ်ခဲ့တာဆိုတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်အဲ့ခါကျမှမိုက်ကယ်သူ့ကိုဖြစ်တဲ့ Fredo ကသူ့အပေါ်မှာလွန်ခဲ့နှစ်ပေါင်းများစွာကနေမနာလိုစိတ်နာကြီးချက်တွေနဲ့ပြည့်နေတယ်ဆိုတော့သူကသိလိုက်ရပါတယ်ဒီလိုနဲ့မိုက်ကယ်လည်းလှည့်ထွက်လာခဲ့ပြီးသူ့ရဲ့အဆောင်ဖြစ်သူသူ့မိတက်ရှိထင်ရှားရှိနေတဲ့ချိန်တွင်းမှာ Fredo ကိုဘာမှမဖြစ်စေနဲ့လို့အမိန့်ပေးလိုက်ပါတယ်နောက်နေ့မိုက်ကယ်ကတရားရုံးကိုအီလီနိုင်ငံစစ်စလီကျွန်းကနေပြီးတော့ Frank ရဲ့အကိုရင်းဖြစ်တဲ့သူကိုလေယာဉ်နဲ့တမင်ခေါ်လာပြီးတရားခွင်ထဲမှာဘေးကနေထိုင်ခိုင်းထားလိုက်ပါတယ် Frank တရားခွင်ထဲရောက်လာပြီးအကိုဖြစ်တဲ့သူကိုမြင်လိုက်ရတဲ့အခါမှာတော့တကိုယ်လုံးတုံရင်သွားပါတယ်အဲ့ခါကျမှ Frank ကလည်းအရာရောက်သဘောပေါက်သွားပြီးသူက FBI ကိုလိန်ပြောခဲ့တာဖြစ်ကြောင်းနဲ့
မိုက်ကယ်ဆိုရင်ဘာဂိုင်းတော့မှမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုထွက်ဆိုလိုက်ပါတယ်အဲ့ချိန်မှာမိုက်ကယ်အကွက်ဆင်ထားမှုစူးစမ်းနေမစ္စတာရော့ဘတ်ကတရားသူကြီးအကုန်လုံးလည်းပြတလဲဖြစ်သွားပြီးမိုက်ကယ်ကိုဒီအမှုကနေပြီးကွင်းလုံးကျွတ်လွတ်ပေးလိုက်ပါတယ်တရားခွင်ပြီးသွားတဲ့အခါမှာတော့ကေကကလေးတွေကိုခေါ်သွားပြီးမိုက်ကယ်စီကနေပြီးပိုင်ထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့မိုက်ကယ်ကတော့အရင်လိုပဲသွေးနဲ့ပြန်လဲစီယုံမှုစူးစမ်းပါသေးတယ်အဲ့ချိန်မှာပဲကေကနေပြီးသူရင်ကဖုံးကွယ်ထားတဲ့လိုဝက်ချက်ကိုဖွင့်ပြောပြလိုက်ပါတယ်ဒါဆိုရင်သူကကိုဝင်ပြတ်ကြခဲ့တာမဟုတ်ဘဲနဲ့သူကိုယ်တိုင်ဖြတ်ချလိုက်တာဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ကေကကော်လီဝယ်မီသားစုရဲ့နောက်ထပ်သွေးစွန်းနေတဲ့ရာဇဝတ်မှုတန်တရားကြီးတွေကိုနောက်ထပ်သားတယောက်ကိုထပ်အပါမခံနိုင်တော့လို့တမင်ဖြတ်ချခဲ့တာပါလို့လည်းပြောလိုက်ပါသေးတယ်သူတို့ရဲ့တာကိုသူစနီးကိုယ်တိုင်တက်ပစ်လိုက်တယ်ဆိုတော့သိတဲ့အခါမှာတော့မိုက်ကယ်တယောက်အရန်ကိုဒေါသထွက်သွားပြီးကေကိုပါပြေးရိုက်လိုက်ပါတယ်မိသားစုအတွက်ဆိုပြီးရာဇဝတ်မှုတွေကျူးလွန်နေခဲ့တဲ့မိုက်ကယ်အတွက်ဒီသတင်းစကားသူ့ဘဝရဲ့ရွေချက်အားလုံးကိုရိုက်ချိုးဖျက်ဆီးလိုက်တာဖြစ်ပြီးသူနှလုံးသားတစ်ခုလုံးလုံးဝကြောက်ခဲလို့အေးဆက်သွားစေတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်ဒီလိုနဲ့ဗီဒီယိုဘက်ကိုပြန်လည်ပြသထားပြီး1925ခုနှစ်မှာဗီတိုဟာသူ့ရဲ့ Django Olive Wine လုပ်ငန်းအတွက်လို့ကြောင်းပြပြီးဇနီးကလေးတွေနဲ့အတူသူ့ရဲ့မွေးရမြေအီတလီနိုင်ငံစစ်စလီကျွန်းကိုပြန်လည်ရောက်ရှိလာပါတယ်သူ့ရဲ့အဓိကရည်ရွယ်ချက်ကလွန်ခဲ့တဲ့နှစ်ပေါင်း20တုန်းကသူ့အဖေအမေနဲ့အကိုဖြစ်တဲ့သူရဲရဲဆက်ဆက်တက်ခဲ့တဲ့ဒေသခံမာဖီးယားခေါင်းဆောင်ကြီးကိုပြန်လည်လက်စားချေဖို့ဖြစ်ပါတယ်အဲ့ချိန်မှာဆိုရင်တော့အဲ့မာဖီးယားခေါင်းဆောင်ကြီးဟာအရန်ကိုအိုမင်းညွန်နေပြီဖြစ်ပြီးနားလဲတေချာမကြားရတဲ့အတွက်အဖိုးကြီးဖြစ်နေပါတယ်ဗီဒီယိုကသူ့ကိုကူညီမဲ့သူတွေနဲ့အဖိုးကြီးရဲ့ channel ကိုရောက်သွားပြီးတွားတွေ့ဆုံခဲ့ပါတယ်အဖိုးကြီးကနားတေချာမကြားရတဲ့အတွက်ဗီတိုအနားခေါ်ပြီးမင်းနာမည်ကဘသူလဲမင်းဖေရရောဘသူလဲလို့မေးတဲ့အခါမှာဗီတိုကအဖိုးကြီးရဲ့နောက်ကတ်သွားပြီးသူ့ရဲ့ဖေကအန်တိုလီယိုအတိုလီနီဖြစ်တဲ့အကြောင်းကိုပြောပြီးဒါသူ့အတွက်ပဲဆိုပြီးတိုးလေးပြောပြီးအင်ကြီးတွေကဓမြောင်ထုတ်ပြီးမာဖီးယားခေါင်းဆောင်ကြီးရဲ့ဘိုက်ကိုဥရိပွင့်သွားအောင်သွေးနဲ့လှိဖြတ်လိုက်ပါတယ်ဘေးကအဆောင်ကြီးလည်းမြင်သွားတဲ့အခါမှာတနက်နဲ့ပြန်ပစ်တဲ့အတွက်ဗီဒီယိုရဲ့မိတ်ဆွေတိုမာစီနိုကတော့ချော့ကိုတနက်မှန်သွားခဲ့ပါတယ်ဗီဒီယိုတော့သူ့ကိုကားပေါ်ပြန်တင်ပြီးအနေကြားနေပဲအမေရိကအောင်မြင်စွာပြန်လည်ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပါတယ်ဒီတိုမာစီနိုဆိုတဲ့လူဟာဆိုရင် The Godfather ပတ်ဝန်းမှာတော့မိုက်ကယ်တယောက်လူတက်ပြီးစစ်စလီကျွန်းကိုထွက်ပြေးပေါ်အောင်တော့ကုညီစောင့်ရှောက်ပေးခဲ့တဲ့ထောင်းနဲ့အဖိုးကြီးပဲဖြစ်ပါတယ်ဒီလိုနဲ့ကင်မရာမိုက်ကယ်ခေဘတ်ကိုပြန်လည်ရောက်ရှိသွားပြီးအမေဖြစ်သူခမဲလာရဲ့ဇာပနာအခမ်းအနားကိုကျင်းပနေရဖြစ်ပါတယ်ဒီချိန်မှာဆိုတော့တကားလုံးမှာမိုက်ကယ်ကိုပုံကန်လာခဲ့တဲ့ညီမဖြစ်သူကော်နီကအမေဆုံးပြီးတဲ့အခါမှာစိတ်ပြောင်းသွားပါတယ်ကော်နီကမိုက်ကယ်ကိုဖရီဒိုခွင့်လွှတ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်ကော်နီကညီကိုနှစ်ယောက်ပြန်လည်တင်းမြတ်စေချင်လို့တောင်းပန်ခဲ့တာဖြစ်ပေမဲ့တကယ်တော့သူကဖရီဒိုတေရင်းနဲ့ပို့လိုက်တယ်ဆိုတော့သူတော့မသိလိုက်ပါဘူးညီမဖြစ်သူတောင်းပန်လို့မိုက်ကယ်လည်းထလာပြီးအလွန်ကြောက်နေတဲ့ဖရီဒိုဖက်လက်တကင်းဖက်လိုက်ပါတော့ဖရီဒိုကတော့သူ့ညီကသူ့ကိုခွင့်လွှတ်လိုက်ပြီးထင်တဲ့ဝမ်းသာအားရငိုပြီးပြန်ဖက်ထားလိုက်ပါတယ်ဒါပေမဲ့အဲ့ဖက်ထားနေတဲ့အချိန်မှာပဲမိုက်ကယ်ဖရီဒိုရဲ့ခေါင်းပေါ်ကနေကြော်ပြီးသူ့ရဲ့လူသက်သမားကိုညလုံးနဲ့အချက်ပြလိုက်ပါတယ်နောက်တစ်ခါမှတော့မိုက်ကယ်ကဟိုင်မန်ရော့အကြောင်းတရင်နဲ့ပါလာကြောင်းနဲ့ရော့ဟာကျူဘာနေထွက်ပြေးပြီးအစ္စရေးပောင်တခြားနိုင်ငံတွေမှာခိုလုံဝင်ရဖို့ပတ်စံနဲ့လိုက်ဝယ်ခဲ့ပေမဲ့မိုက်ကယ်ရဲ့နိုင်ငံရေးဩဇာလိုက်ပိတ်လိုက်တဲ့အတွက်ဘယ်နိုင်ငံမှာမှအဝင်မခံမဲ့အမေရိကကိုပြန်လာခဲ့ရပဲဖြစ်ပါတယ်နောက်တစ်ခါမှတော့တုံက FBI ရဲ့အဆောင်ရှောက်တွေကြားထဲမှာရှိနေတဲ့ France ကိုတွားကိုဆုံပြီးစစ်လိတ်တောင်းနေတဲ့ရှေးအောင်ရောမအင်ပါခေတ်ကြောင်းအေးစစ်စစ်စကားစမီပြောခဲ့ပါတယ်တုံကရောမအင်ပါခေတ်တုန်းကအေဂရစ်ကိုပုံကန်တဲ့စစ်သူကြီးတွေအရာရှိတွေကဆိုရင်ရှုံးနေသွားတဲ့အခါမှာဘာလို့ကြမလဲလို့မေးတဲ့အခါမှာ Frank ကချက်ချင်းသဘောပေါက်သွားပြီးသူတို့ဘဝဇက်သိမ်းသွားပြီဆိုတော့သိတယ်ဒါပေမဲ့သူတို့သာရင်နွေးကန်ထဲမှာကိုယ်တိုင်သွေးကြောဖြတ်ပြီးအဆုံးသက်စီရင်လိုက်ရင်ဘရင်ကသူတို့ရဲ့မိသားစုတွေကိုဘာမှမလုပ်တော့ဘဲနဲ့မိသားစုတွေကိုဆက်ပြီးစောင့်ရှောက်ထားသလိုသူတို့ရဲ့စီးစိမ်တွေကိုလည်းသိသိချင်းမပြူဘူးလို့ပြန်လည်ဖြေခဲ့ပါတယ်ဒီလိုနဲ့တွမ်လန် Frank ကိုသူပြောချင်တဲ့သတင်းစကားပါပေးပြီးတဲ့အခါမှာပြန်လည်ထောက်ခွာလာခဲ့ပါတယ်အထိပ္ပယ်ကတော့ Frank သာ FBI ရှေ့မှာနှုတ်ပိတ်ပြီးကိုယ်တိုင်ဆုံးစီရင်သွားမယ်ဆိုရင် Michael က Frank မိသားစုကိုဒုက္ခဆက်မှန်ပြီးတော့ပဲနဲ့ဆက်လက်စောင့်ရှောက်သွားမယ်ဆိုတဲ့သဘောတူညီချက်ပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ Frank ကကိုလီယိုမိသားစုကိုတစ္ဆာဖောက်မိတဲ့အတွက်ရောမစစ်သူကြီးလိုပဲဒီထိုးကန်ထဲမှာသွေးကြောဖြတ်ပြီးအေဂျင့်စွာနဲ့ဘဝကိုအဆုံးစီရင်သွားပါတော့တယ်မိုက်ကယ်ဆိုရင်ကီကိုကလေးနဲ့လုံးဝပေးမတွေ့တော့တဲ့အတွက်တရက်မှာမိုက်ကယ်ပြင်သွားနေတော့ကော်နီကမိုက်ကယ်အမေကိုဖီဆန်ပြီးတော့ကီကိုသူအိမ်ထဲကိုခိုးသွင်းပြီးကလေးနဲ့ပေးတွေ့ခဲ့ပါတယ်ကီတယောက်ကလေးတွေကိုဖတ်ပြီးငိုနှုတ်ဆက်နေတော့အဲ့ချိန်မှာမမျော်လင့်ပဲမိုက်ကယ်အိမ်ပြန်ရောက်လာခဲ့ပါတယ်မိုက်ကယ်ကကီရဲ့မျက်နှာကိုစိုက်ကြည့်ပြီးတစ်သားတစ်ကောက်ကိုကီရဲ့မျက်နှာရှေ့မှာနေမှာသွေးနဲ့ဖြည်းဖြည်းချင်းပိတ်ချပစ်လိုက်ပါတယ်ဒီတစ်သားတစ်ကောက်ကိုကီရဲ့မျက်နှာရှေ့မှာပိတ်ချလိုက်တဲ့အခါဆိုရင် The Godfather ပတ်ဝန်းရဲ့ဇက်သိန်းကိုပြန်လည်တူးပထားပဲဖြစ်ပါတယ်အပိုင်းတက်မှာတော့တပည့်ဖြစ်သူကကီကိုမာဖီးယားလုပ်ငန်းတွေထဲမှာပါစေချင်လို့တကားပိတ်ခဲ့တာဖြစ်ပြီးအခုအပိုင်းနဲ့မှာတော့မိုက်ကယ်ကိုရန်ကီကိုသူ့ရဲ့မိသားစုဘွားတွေနဲ့အပြေးပိုင်မောင်းထုတ်ပြီးတကားပိတ်လိုက်တာပဲဖြစ်ပါတယ်မိုင်ယာမီလေစစ်ကိုရောရောက်လာတဲ့အချိန်မှာတော့သူ့ဘေးနား FBI agent တွေသတင်းတောက်တွေအများကြီးဝိုင်းရန်ထားတော့မိုက်ကယ်ရဲ့တစ္ဆာရှိလက်ယုံရော့ကိုကနေပြီးသတင်းတောက်တယောက်လုံးဟန်ဆောင်ပြီးထွက်လာကရော့ရဲ့ဘိုက်ကိုတနက်နဲ့အနီးကပ်ပစ်တက်လိုက်ပါတယ်ရော့တက်ခံရတာကိုပြနေတဲ့အချိန်မှာပဲရေကန်ကြီးထဲမှာဖရီဒိုကလည်းမိုက်ကယ်လူသမားနဲ့လေတစည်းပေါ်မှာငားမြားဖို့တော့ထွက်လာခဲ့ပါတယ်အစားတော့မိုက်ကယ်ရဲ့တားလေးအန်တိုနီပါလာဖို့ရှိပေမဲ့မိုက်ကယ်ကသူ့သားကိုတမင်ပြန်ခေါ်ခိုင်းလိုက်ပါတယ်ဒါအောင်မသိတဲ့ဖရီဒိုကတော့လေပေါ်မှာအန်လေလောက်ကိုရောက်တဲ့အချိန်မှာဖရီဒိုကိုပြစ်တက်လိုက်ပါတော့တယ်တနက်တန်တစ်ချက်ကြားလိုက်ရပြီးတဲ့အခါမှာမိုက်ကယ်ကမျက်လုံးမှိတ်ခေါင်းငုံပြီးရင်မက်တစ်ခုလုံးကွဲကြေသွားတဲ့ပုံစံကိုရိုက်ပြထားပါတယ်ဒီလိုနဲ့အတိတ်ကလာဖခင်ဖြစ်တဲ့ဗီတိုရဲ့မွေးနေ့ပွဲကိုမိသားစုတွေညစာစားကန်ကြောင်ပြန်ရိုက်ပြထားပါတယ်။တိတ်ဆုံးသွားဖြစ်တဲ့သူ့ရဲ့အကိုကြီးစွန်နီဖရီဒိုနဲ့အတူတိုမီကန်ရောကော်နီရောပါမိသားစုတွေအားလုံး
စားနောက်ကြည့်စပြီးတကယ်ကိုပျော်ရွှင်ဆောင်ကောင်းခဲ့တဲ့အချိန်တွေပဲဖြစ်ပါတယ်အခုဆိုရင်တော့တယောက်တည်းကြံခဲ့တော့တဲ့ Michael ရဲ့ဘဝကိုအရန်ကိုအထီးကျန်မှုရိုက်ပြထားရပဲဖြစ်ပါတယ် The Godfather Part 2ကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ဗျကျွန်တော် The Godfather Part 3နဲ့ပတ်သက်ပြီးတော့လဲဆက်တင်ပေးပါအောင်မယ်ခင်ဗျအခုချိန်ထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါခင်ဗျနောက်ဗီဒီယိုမှာပဲပြန်လည်ဆုံတွေ့ကြအောင်ပါဗျ Bye bye